ယေရှုခရစ်တော်ဘုရားသာရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးဆိုရင်ကျွန်တော်ခရိယန်တွေကတကယ်တနာဆရာကောင်းတဲ့သူတွေပဲအလိမ်အညာတွေကိုယုံကြည်နေတဲ့သူတွေပဲဖြစ်တယ်။ဒါကတော့ရှင်ပေါလုရဲ့စကားပဲဖြစ်ပါတယ်။တစ်ကောအခန်းကြီး15ထဲမှာရှင်ပေါလုဒီလိုပဲပြောထားပါတယ်။လိုင်းပေါ်မှာကျွန်တော်တို့ဘာသာခြားတချို့တွေကကျွန်တော်ခရိယန်တွေကိုအလိမ်အညာတွေကိုယုံကြည်မရှိတာတွေကိုယုံကြည်နေတယ်။ဖန်ဆင်းရှင်ဘုရားသခင်ဘယ်မှာလဲတက်တည်နောက်ပြီးတော့ခရစ်တော်ရှင်ပြန်ထမြောက်လာတယ်ဆိုတော့ယုံကြည်နေတဲ့အလင်းညာတွေကိုယုံကြည်နေတယ်ဆိုပြီးတော့ပြောနေကြပါတယ်။အဲ့တော့တကယ်ပဲသူတို့ပြောသူတို့ပဲအလင်းညာတွေလားဟုတ်မဟုတ်ဘူးလားဆိုတာကတက်တည်အကြီးဆုံးကတော့သခင်ယေရှုခရစ်တော်ကကိုယ်တော်ပြောထားတဲ့အတိုင်းတကယ်ကိုရှင်ပြန်ထမြောက်လာခဲ့တာ။တကယ်ရှင်ပြန်ထမြောက်လာခြင်းမရှိဘူးဆိုရင်တော့ဟုတ်တယ်ခရိယန်တွေကအလင်းညာတွေကိုယုံကြည်နေတာ။နောက်ပြီးတော့ကျွန်တော်ရဲ့ယုံကြည်ခြင်းကအလဟတပဲဖြစ်တာဖြစ်သွားမှာပါ။ဒါပေမဲ့တမန်ကျမ်းစာအရတမန်ရထောက်ထားအရသခင်ယေရှုခရစ်တော်ကကိုယ်တော်ပြောတဲ့အတိုင်းတကယ်ပဲရှင်ပြန်ထမြောက်လာပြီဆိုတာတမန်တက်တည်းအထောက်ထားအပြည့်အဝရှိပါတယ်။တမန်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း1000 2000တုန်းကအသက်ရှင်ခဲ့တဲ့လူတွေဘုဒ္ဓရှင်တန်ခဲ့ကြောင်းတက်တည်ဘုဒ္ဓဘာလုပ်ခဲ့ကြောင်းတက်တည်တွေအားလုံးထက်သခင်ယေရှုခရစ်တော်ကတကယ်ရှိပြီးတော့တကယ်တည်ပြီးတော့ရှင်ပြန်ထမြောက်လာခဲ့တယ်ဆိုတဲ့တက်တည်ကပို့ပြီးတော့များပါတယ်။အဲဒီထဲကတစ်ခုကတော့ခရစ်ဝင်ကျမ်းကြီးဖြစ်တယ်ဒီနေ့ကတော့ခရစ်ဝင်ကျမ်းဒီထဲကမှတ်တဲ့ခရစ်ဝင်ကျမ်းမှာရေးထားတဲ့တက်တွေကိုကျွန်တော်ကြည့်ကြရအောင်ရှင်မှတ်တဲ့ခရစ်ဝင်ကျမ်းတွေကိုရေးတာကသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်လာပြီးကောင်းကင်ဘုံတက်ကြွသွားပြီးနောက်တိတ်မကြခင်မှာ10နှစ်15နှစ်အတွင်းမှာရေးထားတာဒီနေ့အဖြစ်သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်လာခဲ့တယ်ဆိုတာကိုတွေ့ခဲ့တဲ့သူမြင်ခဲ့တဲ့သူဒီမှာရှိတယ်ဟိုမှာရှိတယ်ပြောတာတွေကိုမယုံတဲ့သူတွေကခရစ်ဝင်ကျမ်းကိုကင်ပြီးတော့ဘယ်မှာလဲတက်တယ်ဘယ်မှာလဲဒီရွာမှာသခင်ယေရှုရှင်ပြန်ထမြောက်တာကိုမြင်ခဲ့တဲ့သူရှိတယ်ဆိုဒီမှာတွားပြီးတော့တက်တီတွားထူလို့ရတယ်မှားတယ်လိန်တယ်ဆိုတာကိုတွားပြီးတော့တက်တီပြလို့ရတယ်ဒါပေမဲ့ဘယ်သူမှမပြနိုင်ခဲ့ဘူးဘာဖြစ်လို့လဲတကယ်ရှင်ပြန်ထမြောက်လာခဲ့လို့ဒါကြောင့်ခရစ်ဝင်ကျမ်းကခရစ်တော်တည်ပြီးနောက်မှရှင်ပြန်ထမြောက်လာတယ်ဆိုပြီးနောက်နှစ်ပေါင်း200 400 500မှရေးထားတာမဟုတ်ဘူးခရစ်တော်ရှင်ပြန်ထမြောက်လာပြီးကောင်းကင်ဘုံတက်ကြွသွားပြီးနှစ်ပေါင်း15နှစ်အတွင်းမှာရေးထားတာဒါကြောင့်မို့ခရစ်ဝင်ကျမ်းကခရစ်တော်တကယ်ရှင်ပြန်ထမြောက်လာပြီဆိုတာတက်တီဖြစ်ပါတယ်နောက်ပြီးတော့ဒီခရစ်ဝင်ကျမ်းထဲမှာမဿဲ28အငယ်1ကနေ15ကိုကျွန်တော်ကြည့်အောင်ဗာတက်တီတွေရှိတယ်အဲ့တော့အငယ်1မှာကြည့်လိုက်ရင်အမျိုးသမီးတွေကခရစ်တော်ကိုမြုပ်ထားတဲ့ဂူတင်ချိုင်းဂူကိုတွားခဲ့ကြတယ်အဲ့ဒီမှာမရှိတော့ဘူးဘာဖြစ်လို့မရှိတာလဲအဲ့ဒီမနေ့မှာတနင်္ဂနွေနေ့မနေ့မှာအဆောင်သားတွေစောင့်နေတဲ့အချိန်မှာငလင်လှုပ်လာတယ်ငါအငယ်1မှာကျွန်တော်ရေးထားတယ်နောက်ပြီးတော့ခေါင်းကိတမန်တကယ်လက်စီးလက်တကယ်တို့တဒံရှိတဲ့အဝတ်ကိုဝတ်ထားတဲ့နင်းပွေကဲ့သို့အဝတ်ကိုဝတ်ထားတယ်ကောင်းကင်တမန်ကကြောက်တုံးကိုရောက်လာပြီးတော့ကြောက်တုံးကိုလိမ့်ဖယ်ပလိုက်တယ်သခင်ရှိရဲ့အုပ်ကူကိုပိတ်ထားတဲ့ကြောက်တုံးလူ10ယောက်15ယောက်လိမ့်ရတဲ့ကြောက်တုံးအဲ့တော့အဲ့မှာစောင့်တက်သားတွေကလူတေကဲ့သို့ကြောက်ရွံ့တုန်လုံးသွားတယ်လို့ပြောတဲ့အငယ်လေးမှာနောက်ပြီးတော့အငယ်9မှာဆိုရင်တော့အဲ့ဒီအမျိုးသမီးတွေကိုကောင်းကင်တမန်ကိုယ်တိုင်ကမင်းတို့ကလက်ဝါးကန်းထဲမှာတည်တက်ခံရတဲ့ယေရှုကိုရှာတာနာဇရက်မြို့သားယေရှုကိုရှာတာသူဒီမှာမရှိတော့ဘူး6မှာကိုတော်ပြောတဲ့အတိုင်းရှင်ပြန်ထမြောက်သွားပြီအဲ့တော့ကောင်းကင်တမန်ကိုယ်တိုင်ပြောတယ်လက်ဝါးကန်းထဲမှာတင်ခံရတာယူဒမဟုတ်ဘူးပေတရုမဟုတ်ဘူးမှားပြီးတော့လူမှားပြီးတော့တင်ခံရတာမဟုတ်ဘူးနာဇရက်မြို့သားယေရှုရှင်ပြန်ထမြောက်သွားပြီနော်နာဇရက်မြို့သားယေရှုရှင်ပြန်ထမြောက်သွားပြီအဲကြောင့်မို့လို့ကောင်းကင်တမန်ရဲ့တက်တည်ရာသခင်ယေရှုခရစ်တော်ကရှင်ပြန်ထမြောက်သွားတာဖြစ်ပါတယ်နောက်ပြီးတော့အငယ်6နဲ့9မှာကြည့်မယ်ဆိုရင်တော့အမျိုးသမီးတွေကိုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းတက်တည်ခံဖို့ပထမဆုံးတက်တည်အနေနဲ့ယူထားတယ်။နောက်သခင်ယေရှုခရစ်တော်ကိုယ်တိုင်8နဲ့9မှာအမျိုးသမီးတွေကိုလာပြီးတော့ရှင်ပြန်ထမြောက်လာတဲ့သခင်ယေရှုခရစ်တော်သူတို့တွေ့ခဲ့တယ်။သခင်ယေရှုခရစ်တော်ကသူတို့ကိုလာပြီးတော့ပြတဲ့အခါမှာကိုထင်ရှားပြတဲ့အခါမှာသူတို့ကအငယ်9မှာဆိုရင်သခင်ယေရှုကိုကိုးကွယ်ခဲ့ကြတယ်။အဲ့တော့ဒီမှာတက်တည်နှစ်ခုရှိတယ်သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်လာတယ်ပထမတစ်ခုအမျိုးသမီးတွေကိုပထမဆုံးတက်တည်အနေနဲ့ခရစ်ဝင်ကျမ်းတွေမှာတောင်းထားတယ်ဖော်ပြထားတယ်အဲ့ဒီခေတ်တုန်းကအမျိုးသမီးတွေရဲ့စကားကိုယုံတော်တွေမှာတရားခွင်မှာတက်တည်အနေနဲ့မသုံးဘူးယုံကြည်လက်ခံထိုက်တဲ့လူတွေရဲ့စကားအဖြစ်မတတ်မှတ်ဘူးအဲ့လိုမျိုးခေတ်မှာခရစ်ဝင်ကျမ်းထဲမှာယေရှုခရစ်တော်ရှင်ပြန်ထမြောက်လာပြီဆိုတဲ့ဒီလောက်အရေးကြီးတဲ့တည်င်းကောင်းကိုတက်တည်အနေနဲ့ပြောတဲ့အခါမှာအမျိုးသမီးတွေဖြစ်တယ်တဲ့ပထမဆုံးတွေ့တာတကယ်အလင်းညာဆိုရင်တော့အမျိုးသမီးတွေဖြစ်တယ်လို့ပြောမှာမဟုတ်ဘူးပေတရုဖြစ်တယ်ယောဟန်ဖြစ်တယ်ယာကုပ်ဖြစ်တယ်လို့ပြောမှာပဲသူတို့ရဲ့စကားကိုပဲယုံကြည်လက်ခံထိုက်တယ်လို့အဲ့ဒီခေတ်တုန်းကသတ်မှတ်တာအခုကတော့ယုံကြည်လက်ခံထိုက်တယ်လို့မသတ်မှတ်တဲ့မိန်းကလေးတွေအမျိုးသမီးတွေတွေ့ခဲ့တယ်ဆိုရင်မှတက်တည်အနေနဲ့ဖော်ပြထားတယ်
ဒါကြောင့်မို့ဒါကတကယ်ရှင်ပြန်ထမြောက်လာခဲ့လို့တကယ်သူတို့ကိုယ်တိုင်ပထမဆုံးတွေ့ခဲ့လို့တက်တယ်အနေနဲ့ရေးထားတာဖြစ်ပါတယ်ဒါကြောင့်မို့သခင်ရှုခရစ်တော်ကတကယ်ရှင်ပြန်ထမြောက်လာခဲ့ပြီးအမျိုးသမီးတွေကိုယ်တိုင်တက်တယ်ခံထားတယ်နောက်ပြီးတော့ဒီမှာအဲ့ဒီအမျိုးသမီးတွေကငယ်ကိုမှသခင်ရှုကိုသူတို့တွေ့တဲ့အခါမှာရှင်ပြန်ထမြောက်လာတဲ့သခင်ရှုကိုသူတို့ကခြေထောက်ကိုဖက်ပြီးတော့ရှစ်ခုကူးကွယ်ခဲ့ကြတယ်ခြေတဲ့ညီကောင်မတို့ဂျူးလူမျိုးတွေဆိုတာကတော့တခြားကဘာသူကဘာသားတွေတခြားလူမျိုးတွေကလူကိုဖျားနေရာမှာထားပြီးကူးကွယ်ရင်ကူးကွယ်မယ်ဂျူးလူမျိုးတွေကတော့အလိုမျိုးကူးကွယ်သူတို့နတ်ဖျားတွေကိုကူးကွယ်တယ်လူကိုမကူးကွယ်ဘူးလူကိုဖျားနေရာမှာထားပြီးတော့မကူးကွယ်ဘူးသူတို့ကူးကွယ်မယ်ဆိုသူတို့အပြစ်လောက်တာအဲ့တော့ဒီမှာဂျူးလူမျိုးတွေအဲ့လိုလူမျိုးကလူတယောက်ကိုရှစ်ခုကူးကွယ်တယ်ဖျားနေရာမှာထားပြီးတော့ရှစ်ခုကူးကွယ်တယ်ဆိုတာသခင်ယေရှုကဖျားသခင်ဖြစ်တယ်ကိုတော်ပြောခဲ့တဲ့၃နှစ်ပတ်လုံးကိုတော်ပြောလာခဲ့တဲ့အတိုင်းဖျားရဲ့သားတော်ဖျားဖြစ်တယ်ဆိုတော့သူတို့တေချင်းကနေရှင်ပြန်ထမြောက်လာခြင်းအဖြစ်တက်တည်ရတော့လို့သူတို့ကိုးကွယ်တာအဲ့တော့ကိုတော်ကသူတို့ကိုထက်ခါပြောလာတယ်အဲ့ဒီ၃နှစ်အတွင်းမှာငါတည်မယ်အသက်ခံရမယ်ရှင်ပြန်ထမြောက်လာမယ်ငါတည်မယ်အသက်ခံရမယ်ရှင်ပြန်ထမြောက်လာမယ်တကယ်ပဲရှင်ပြန်ထမြောက်လာတဲ့အခါမှာတကယ်ပဲဒီယေရှုကတာမန်လူသားမဟုတ်ဘူးဖခင်ရဲ့သားတော်ကိုတော်ပြောတဲ့အတိုင်းသားတော်ဖခင်ဖြစ်တယ်ဆိုတော့သူတို့တိလို့လက်ခံလာလို့တက်တည်ရလို့ရှေ့ကိုကူးကွယ်တာဒါကြောင့်မလို့သူတို့ရဲ့ကူးကွယ်ခြင်းကသခင်ယေရှုရဲ့ရှင်ပြန်ထမြောက်လာခြင်းကိုသူတို့အဲ့ဒီကလေးကကူးကွယ်လာခဲ့တယ်တစ်ဆက်အများကြီးကူးကွယ်လာခဲ့တယ်ဂျူးလူမျိုးတွေဒါကြောင့်မို့အခုလည်းကူးကွယ်နေသေးတယ်ဂျူးလူမျိုးတွေကူးကွယ်နေတဲ့သူတွေအများရှိတယ်ယေရှုကိုဖခင်ဖြစ်။ဒါမှမဟုတ်တက်တည်ဖြစ်တယ်နောက်ပြီးတော့ဒီမှာဆိုရင်စတိတ်ကနေ15မှာဆိုရင်တော့အလိမ်အညာအစစ်ရှိတော့အတူရှိတယ်အဲ့ဒီဒီတင်းချိုင်းကူကိုစောင့်နေတဲ့အဆောင်တက်သားတွေကသခင်ယေရှုကတော့ကောင်းကင်တမန်ကရှင်ပြန်ထမြောက်လာပြီးတော့ကောင်းကင်တမန်ရောက်လာတဲ့အကြောင်းကိုသူတို့သွားပြောတဲ့အခါကျတော့တက်ကြီးဝါကြီးတွေဘာသာရေးခေါင်းဆောင်တွေကအဲ့လိုမပြောနဲ့လို့မပြောနဲ့အဲ့လိုပြောလို့ရှိရင်ငါတို့လှုပ်ထားတာရာအလကားတဲတဲ့ရင်သူဖြစ်သွားပဲသူရဲ့တပည့်တော်တွေကကျွန်တော်အိတ်နေတဲ့အချိန်မှာညမှာခိုးသွားပြီလို့ပြောရှင်းနိုင်လားလူ10ယောက်15ယောက်လောက်လိတ်ရတဲ့ကြောက်တုံးကိုလိတ်နေတဲ့အချိန်မှာစစ်သားတွေကအဆောင်တပ်သားတွေအဲ့ဒီမှာအဲ့ဒီကြောက်တုံးနားမှာအိတ်နေတဲ့သူတွေကမတိဘူးဆိုတာဖြစ်နိုင်တာလုံးဝမဖြစ်နိုင်ဘူးဒါကအလိမ်အညာပဲအဲကြောင့်မို့လို့အစစ်အမှန်ရှင်ပြန်ထမြောက်ခဲ့လို့အတ္တာကိုခြေပဖွေရအတွက်အလိမ်အညာစကားကိုဖြန့်ခဲ့ကြတယ်ဒါပေမဲ့တက်တည်မရှိဘူးရုပ်တည်မရှိဘူးဒါကြောင့်မို့တကယ်သခင်ရှုခရစ်တော်ကသူတို့လိမ်ညာတယ်လို့မဟုတ်ဘဲနဲ့ဆန့်ကျင်ပဲစစ်မှန်စွာရှင်ပြန်ထမြောက်လာခဲ့ပြီဆိုတော့ကိုတက်တည်ရှိတာဖြစ်လူခဲ့တဲ့နှစ်ပေါင်း2000တုန်းကနာဇရက်မြို့သားသခင်ယေရှုခရစ်တော်ဣသရေလနိုင်ငံမှာရှင်ပြန်ထမြောက်လာတာကအခုကျွန်တော်တို့နဲ့ဘာပတ်သက်လဲကျွန်တော်တို့လီဆူတွေနဲ့ဗမာတွေနဲ့ကရင်တွေနဲ့ကရားတွေနဲ့မွန်တွေနဲ့ရခိုင်တွေနဲ့တိုင်းတောင်ပေါင်းစုံနဲ့အင်္ဂလိပ်နဲ့တရုတ်နဲ့ဗီယက်နမ်နဲ့ကျွန်တော်တို့ဘာတက်ဆိုင်လဲအများကြီးတက်ဆိုင်ပါတယ်တကယ်ပဲတည်ရရှင်ရေးလောက်တက်ဆိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သခင်ယေရှုခရစ်တော်ကရှင်ပြန်ထမြောက်ပြီးတည်ခြင်းကိုအောင်နိုင်တဲ့သူဖြစ်လို့ရှိရင်ကိုတော်ကဖျားဖြစ်လို့သူ့ကိုကိုးကွယ်ရမယ်။ဒါကြောင့်မို့သူ့ကိုကိုးကွယ်ခြင်းကပဲကျွန်တော်တို့ကိုစစ်မှန်တဲ့တမန်တရားကိုယုံကြည်လက်ခံတဲ့သူတွေဖြစ်စေပြီးတော့အလေအညာကိုမယုံကြည်မလက်ခံတဲ့သူတွေလွတ်မြောက်တဲ့သူတွေဖြစ်စေမယ်။နောက်ပြီးတော့သခင်ယေရှုခရစ်တော်တည်ခြင်းကနေရှင်ပြန်ထမြောက်လာကြောင်းတဲ့အကြောင်းမို့လို့ကျွန်တော်တို့ကဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုရရှိခံစားရတယ်လို့ယောမ4:25မှာဖော်ပြထားတယ်။သခင်ယေရှုခရစ်တော်ကတည်သွားခဲ့တယ်မရှင်ပြန်မထမြောက်လာခဲ့ဘူးဆိုရင်ကျွန်တော်တို့ကဘုရားသခင်ရဲ့ရှေ့မှာကယ်တင်ခြင်းလည်းရမှာမဟုတ်ဘူးကျွန်တော်တို့အဖြစ်ကလည်းဆက်ပေးခြင်းကိုခံရမှာမဟုတ်ဘူးလို့ကျွန်တော်တို့ဘုရားသခင်ရဲ့ရှေ့မှာဖြောင့်မတ်တယ်လို့သတ်မှတ်ခြင်းခံရမှာမဟုတ်ဘူးဒါကြောင့်မို့လို့ရှင်ပြန်ထမြောက်လာတဲ့သခင်ရှုခရစ်တော်ကိုလူမျိုးတိုင်းကိုးကွယ်ထိုက်တယ်ဒါကြောင့်မို့လို့မဿဲက16ကနေ20မှာဆိုရင်လူမျိုးတကာတို့ကိုတပည့်တော်ဖြစ်စေပါဘာဖြစ်လို့လဲလူမျိုးတိုင်းကိုးကွယ်ထိုက်တဲ့ရှင်ပြန်ထမြောက်လာတဲ့ဘုရားသခင်မို့လို့ဖြစ်ပါတယ်ဒါကြောင့်မို့လို့ချစ်တဲ့ညီကိုမောင်နှမတို့ကိုးကွယ်ထားတဲ့ရှင်ပြန်ထမြောက်လာခဲ့တဲ့တေခြင်းကိုအောင်နိုင်ခဲ့တဲ့ယေရှုခရစ်တော်ဘုရားကိုကျွန်တော်ကိုးကွယ်ကြရအောင်လူမျိုးတကာတည်ရှိပြီးတော့ကိုးကွယ်ဖို့ရန်အတွက်လည်းကိုတို့ရဲ့တည်င်းကောင်းကိုဆက်လက်ပြီးတော့ဝေငှကြရအောင်ကျွန်တော်တို့အပြစ်အတွက်သခင်ရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကကျွန်တော်တို့အပြစ်ပြဿနာကိုဖြေရှင်းပေးလိုက်ပြီဘုရားသခင်ရဲ့ရှေ့တော်မှာကိုတော်ကကျွန်တော်တို့ကိုဖြောက်မှတ်တဲ့သူတွေဖြစ်စေပြီဆိုတာတက်တည်ဖြစ်ပါတယ်ဒီတမန်တရားအပေါ်မှာဝမ်းမြောက်ပြီးတော့ပျော်ရွှင်ပြီးတော့ကျင့်လို့ပြီးတော့ကျွန်တော်အသက်ရှင်သွားကြပါစို့အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့ရှင်ပြန်ထမြောက်ရာနေ့ကိုလက်ခံရရှိခဲ့ကြပြီလို့မျှော်လင့်ပါတယ်ရှင်ပြန်ထမြောက်လာတဲ့ဘုရားသခင်ယေရှုခရစ်တော်အားဖြင့်ကောင်းခြင်းမင်္ဂလာကိုခံစားရကြပါစေ